Hello မင်္ဂလာပါကျွန်တော်ဒီနေ့ Smart P ကျွန်တော်တို့ဒီနေ့ဒီ video ရဲ့ဒီကပြချက်ကတော့ကျွန်တော် Smart PS ကိုဘယ်လိုသုံးပြမလဲဆိုတဲ့ဟာကိုကျွန်တော်အသေးသေးရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်ဒီ video မှာပြတဲ့ feature တွေအကုန်လုံးကတော့အကုန်လုံးပါဝင်ကိုကျွန်တော်တို့တစ်လ1000ပဲကြာပါတယ်additional charge တော့မရှိပါဘူးဒါစင်ကြီးပဲရှိရဲနောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဟိုနေ့စဉ်ကြီးမကောက်ပါဘူးလစဉ်ကြီးကောက်တယ်နောက်ပြီး contract တွေပတ်သက်တဲ့မရှိပါဘူးခင်ဗျာအဲ့တော့ okay နောက်ပြီးတော့ printer တွေပါဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကယုံကြည်ရတဲ့ site တွေချိန်ပေးလို့ရတယ်ဒါပေမဲ့ကိုပါဝယ်ချင်လည်းရတယ်ပေါ့နော် okay ကျွန်တော် Smart POS ကSmart POS ကအဓိကအပြင် web version ပေါ့နော် web version ဆိုပေမဲ့ကျွန်တော်တို့က application တစ်ခုအနေနဲ့ install လုပ်ထားလို့ရတယ်ဥပမာဒါကတော့ကျွန်တော်လက်ရှိပြထားတော့ပေါ့နော် laptop နဲ့ပြထားတော့ laptop မှာဆိုတော့ကျွန်တော် application တွေ install လုပ်လိုက်ရင်ဒီမှာ computer ပုံလေးနှိပ်ပြီးတော့ကျွန်တော် install လုပ်လိုက်ရပဲပေါ့နော်အဲ့လိုပဲ Android တွေ iOS တွေမှာကျွန်တော် application တစ်ခုအနေနဲ့ install လုပ်ပြီးသုံးလို့ရတယ်ပေါ့နော်တချို့customer တွေက application တစ်ခုအနေနဲ့သုံးချင်တယ်ဆိုတော့ download တွေသုံးလို့ရပါတယ်ဆိုတော့ကျွန်တော်ရှင်းပြချင်တာဖြစ်ပါတယ် okay ကျွန်တော်တို့ပြီးတော့စသုံးမယ်ဆိုရင်ကျွန်တော် browser တစ်ခုရှိရလွယ်ပေါ့နော်mobile ဒါမှမဟုတ်ရင် iPhone ကနေ browser Safari ဒါမှမဟုတ် Chrome တစ်ခုကနေကျွန်တော်တို့ရဲ့ application URL ကိုကျွန်တော်ဒီမှာ browse လုပ်လိုက်ပေါ့နော်ဒီမှာ browse လုပ်လိုက်မယ် browse လုပ်ပြီးဆိုတော့လည်းကျွန်တော်တို့ email address ထည့်ရမယ် password ထည့်ရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် remember username နဲ့ password ကိုအမှန်ချစ်ထားရင်ဘာဖြစ်မလဲဆိုရင်ကျွန်တော်နောက်က login ဝင်တဲ့အချိန်မှာ username နဲ့ password ကိုထပ်ထည့်စရာမလိုတော့ပေါ့နော် okay ကျွန်တော်တို့စပြီးကျွန်တော်စဝင်လိုက်မယ်ပေါ့နော်ကျွန်တော် sign in ဆိုတာနှိပ်လိုက်မယ် sign in ဆိုတာနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ POS screen ကိုစမြင်ရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကမြန်မာဖောက်အင်္ဂလိပ်ဖောက်နှစ်ခုလုံး support ပေးထားပါတော့ဒီဘောက EN ဆိုတဲ့ဟာလေးနှိပ်လိုက်ရင်ကျွန်တော်မြန်မာပြောင်းသွားမယ် M1 ဆိုတဲ့ဟာပြောင်းလိုက်ရင် EN ပြောင်းသွားမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ application ရဲ့ supporting language ပေါ့နော် language နှစ်မျိုးအင်္ဂလိပ်နဲ့မြန်မာနဲ့ကျွန်တော်တို့က support ပေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်တို့ application ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့ account တစ်ခုထဲမှာပဲ cashier နဲ့ manager နဲ့တည်တံ့ခွဲထားတယ်ပေါ့နော်ဆိုလိုတာက cashier ရောင်းမယ်ရောင်းပေါ့နော် product တွေပါတော့ပြင်လို့မရဘူးဆိုလိုတာကကိုတို့လူကြီးမင်းတို့ကိုတို့မတော်နေတဲ့ sign ကိုဒီ account တစ်ခုဒီ cashier တရားတစ်ခုရဲ့ manager ပြင်မပေးဘဲနဲ့ဝန်ထမ်းနေနဲ့ပဲထားခဲ့လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ application ရဲ့အားသာချက်နောက်ထပ် account တွေလည်းဝယ်စရာထပ်မလိုတော့ဘူးပေါ့နော်ဆိုလိုတာဒီ account တစ်ခုရင်းနဲ့ cashier manager ပါတဲ့အတွက်နောက်ထပ် account တွေပါညာလည်းထပ်ဝယ်စရာမလိုတော့ဘူးပေါ့နော် okay အဲ့တော့လက်ရှိမှာတော့ကျွန်တော် product မရှိသေးဘူး manager ကဘာလို့လုပ်ရဆိုတော့ product ထည့်လို့ရမယ် setting တွေချိန်လို့ရမယ် story ထပ်ထုတ်လို့ရမယ် ဈေးနှုန်းတွေပြင်လို့ရမယ်ပေါ့နော်အဲ့တော့ manager လောက်ဝင်ဖို့ကျွန်တော်တို့ပေးထားတဲ့ pin number လေးကိုရိုက်ထည့်ပေါ့နော်ရိုက်ထည့်ရင်ကျွန်တော်တို့စမြင်ရမှာတော့ကျွန်တော်တို့ဒါကတော့ manager မြင်ရပေါ့နော်ဒီထဲမှာလည်းကျွန်တော်တို့မြန်မာပေါင်းအင်္ဂလိပ်ပေါင်းပုံပြောင်းလို့စိတ်ကြိုက်ပြောင်းလို့ရပါတယ်ကျွန်တော်တော့အင်္ဂလိပ်လိုပဲသွားလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် product ပတ်သက်တဲ့ဟာရှိမယ်နောက်ပြီး prepare နဲ့ပတ်သက်တဲ့ဟာ prepare မှာဆိုရင် supplier တွေ customer တွေဒါတွေရှိမယ်နောက်ပြီး employee နဲ့ပတ်သက်တဲ့ဟာရှိမယ်ပြီး financial နဲ့ပတ်သက်တဲ့ဟာရှိမယ်နောက်ပြီး setting နဲ့ပတ်သက်တဲ့ဟာရှိမယ်ပေါ့နော်ဒီ setting ထဲမှာဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ရဲ့ password တွေကိုစိတ်ကြိုက်ချိန်လို့ရတယ်အခု pin number တွေလည်းချိန်လို့ရတယ်ပေါ့နော်နောက် business setting မှာဆိုရင်ကိုတို့မလို့ဆိုင်က VAT ကောက်တယ်အခွန်ကောက်တယ်ဆိုရင်ဒီမှာတစ်ခါလေး enable လုပ်ပြီးတော့ percentage ဘယ်လောက်ဆိုတာကောက်တယ်ဆိုတော့ကျွန်တော်တစ်ခါလေးသတ်မှတ်ပေးထားလို့ရတယ်အဲ့တော့နောက်ပြီးတော့ discount တွေပါညာပေးမှလားဆိုရင်ပေးမယ်ဆိုရင်ဒါကိုမှတ်ချက်ထားလို့ရတယ်ဒါဆိုရင်တော့ discount လုပ်ပြီး discount တွေပါညာထည့်လို့ရတယ်ပေါ့နော် discount ပါဆိုရင်ကျွန်တော် percentage နဲ့ပေးမှလား percentage ပေးမယ်ဆို percentage ကိုနှိပ်ပေါ့နော်ဒါမှမဟုတ် amount လိုက်ပေးမှလားဆိုတာရွေးလို့ရတယ်နောက်က enable gift itemဆိုတာတော့လက်ဆောင်ပေးမှလားဆိုတဲ့ဟာမျိုးပေါ့နော်ဥပမာဖုန်းဆိုင်တွေဥပမာဒါကတော့ဖုန်းဆိုင်တွေအတွက်အဓိကအသုံးဝင်တဲ့ feature ပေါ့နော်ဥပမာဖုန်းဆိုင်မှာဆိုရင်ဖုန်းတစ်လုံးဝယ်ရင်မှန်မကွဲလက်ဆောင်ပေးတာတို့ကာဗာလက်ဆောင်ပေးတာတို့ဒါမျိုးတွေရှိရပေါ့နော်ဒါကို enable လုပ်ထားခြင်းအပြင်ကျွန်တော်တို့ store တွေကလည်းနှုတ်သွားမယ်နောက်ပြီး customer ကို gift အနေနဲ့လည်းပေးမယ်ပေါ့နော်ဒါတွေရှိကျွန်တော်တို့လုပ်လို့ရမယ်နောက်ကဒီ as for customer name ဆိုတာတော့ customer name ကို enable လုပ်ထားရင်ကျွန်တော်တို့ဈေး check out လုပ်တဲ့အခါမှာဘယ် customer ကဘယ်လောက်ပို့ဝယ်ဆိုတော့ကျွန်တော်အမြဲတမ်းမှတ်ထားလို့ရတယ်အဲ့တော့နောက်ဒီ customer နောက်ထပ်ပြန်လာတဲ့အချိန်မှာဒီနောက်ထပ်ပြန်လာတဲ့အချိန်မှာဒီ customer ကိုရှားပြီးတော့ဒီ customer ဒီလောက်ဝယ်ပါဆိုပြီးတော့မှတ်ထားလိုက်ရပါတော့စူးစူးပါဆိုလိုချင်တာနောက်ပိုင်းမှာနောက်ပြီးတော့ customer တွေကို credit အကျွေးပေးလို့ရတယ်ပေါ့နော်အကျွေးပေးတဲ့ customer တွေတခါမှတ်ထားလို့ပေးလို့ရတယ်ပေါ့နော်ပြီးတော့ receipt မှာလည်းဒီ customer name ကိုတခါလဲကျွန်တော်တို့ကပြသပေးရပေါ့နော်ဒီမှာ currency မှာဆိုလဲကျွန်တော်တို့ကဒီ currency ကိုဘာနဲ့ပြမှာလဲတခါပြပေးရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က QR payment ဆိုတာတော့ဒါမှမဟုတ်
ကျွန်တော်တို့ကKB တော့ပါအောင်နဲ့ဒီမှာတစ်ခါလေး GUI တစ်ခါလေး upload လုပ်ထားလို့ရတယ်ပေါ့နော်လက်ရှိမှာကျွန်တော် disable လုပ်ထားလိုက်မယ်အခု printing မှာဆိုရင်ကျွန်တော်တို့ application support လုပ်တာ receipt printing နဲ့ invoice printing နှစ်မျိုးရတယ်ပေါ့နော်စိတ်ကြိုက်ပြီးလို့ရတယ်ပေါ့နော်receipt printing ဒါကတော့ invoice printing ရဲ့ format ပေါ့နော်ဒါကတော့ပစ္စည်းပုံစံပြင်ရမယ့်ဟာ sample ဒါ receipt sample ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ receipt invoice header တွေကိုကျွန်တော်တို့စိတ်ကြိုက်ပြင်လို့ရတယ်လူချင်းမင်းတို့ရဲ့ sign နာမည်စိတ်ကြိုက်ပြင်လို့ရတယ်ဥပမာဖုန်းနံပါတ်ထည့်ရင်တဲ့ touchline တွေပြင်လို့ရပဲပူတာတက်တွေပါလည်းစိတ်ကြိုက်ပြင်လို့ရမယ်ပြီးရင် logo ရှိရင် logo တွေလည်းထည့်ထားလို့ရမယ်ပေါ့နော်ဒါတွေထည့်ထားခြင်းအပြင်ကိုရောမတို့ print ထုတ်တဲ့အခါမှာတစ်ခါလဲ slip မှာ receipt မှာဒါမှမဟုတ် invoice မှာတစ်ခါလဲပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီ enable auto print ဆိုတာပါလဲဆိုတော့ဒီကောင် enable လုပ်ထားရင်ကျွန်တော် product check out လုပ်ပြီးရတဲ့ဒီ application ကို check out လုပ်ပြီးရတဲ့တစ်ခါလဲခါရဲဟို print ထုတ်ပေးမှာပေါ့နော်တကယ်တော့မှတချို့ sign တွေကတော့ printer မသုံးဘူးပေါ့နော် printer မသုံးတဲ့ sign တွေ printer မသုံးတဲ့ sign တွေကဒါကို disable လုပ်ထားလိုက်ရပါတော့ဒါဆိုရင်တော့ printer ထုတ်မှာမဟုတ်ဘူးဒါဆိုရင် print ထုတ်မှာမဟုတ်တော့ဘူးပေါ့နော်ဒါကျွန်တော် printer type မှာဆိုရင် USB လား Bluetooth printer လားတစ်ခါရွေးထားလို့ရတယ်ပြီးတော့ Bluetooth printer setting မှာကျွန်တော်တို့ကquality မကောင်းတဲ့quality နှိမ့်တဲ့ printer တွေပါကျွန်တော်သုံးလို့ရအောင်ဒီမှာတစ်ခါလဲ config ချပေးထားတယ်ပေါ့နော်ဒီအားကိုကျွန်တော်တိုးရ short ရင်ကျွန်တော်တို့ရဲ့quality မကောင်းလေ printer သုံးလို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော် okay နောက် product setting ရှိမယ် product setting မှာဆိုရင် variation product တွေထည့်မှာလားမထည့်ဘူးလားဆိုတော့ရွေးလို့ရတယ် variation ဆိုတာကတော့အဓိကကတော့မျိုးခွဲရှိရပါတော့မျိုးခွဲဆိုတော့ဘာလို့ Coca-Cola ဥပမာ Coca-Cola ပြောမှာပေါ့နော် Coca-Cola မှာဆိုရင်ဘူးသေးဘူးကြီးဘူးလက်ရှိပေါ့နော်ဒါမျိုး variation Coca-Cola အောက်မှာထပ်ရှိတဲ့ဟာမျိုးဆိုရင်ကျွန်တော်ဒီမှာ variation တစ်ခုအနေနဲ့သတ်မှတ်ထားလို့ရတယ်ပေါ့နော်အခုက subscription နဲ့ပတ်သက်တဲ့ဟာကိုက category ဘယ်နှခုသုံးပြီးသွားပြီ product ဘယ်နှခုဒီကိုယ့်ရဲ့ plan ဘာလဲဆိုတာတစ်ခါလေးဒီမှာကြည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့က license base ဖြစ်တဲ့ license key base ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကပေးလိုက်တဲ့ license key ဒီမှာတစ်ခါ region လုပ်ခြင်းအပြင်တစ်ခါလေးတက်တန်းတိုးလို့ရပါပေါ့နော် okay အဲ့တော့ကျွန်တော်တို့စပြီးရဖို့အတွက်ကျွန်တော်စပြီးပြင်မယ်ပေါ့နော်အဲ့တော့ကျွန်တော် product category တင်စတယ်ပေါ့နော် category ဆိုတာတော့မြန်မာလိုဆိုတော့မျိုးစားပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ကဖုန်းဆိုင်တစ်ခုအနေနဲ့ကျွန်တော်တို့က demonstration ပြသမှာဖြစ်ပါတယ်အဲ့တော့ဖုန်းဆိုင်မှာဆိုရင်ဘာရှိနိုင်လဲဆိုတော့ iPhone တွေရှိနိုင်တယ် Huawei တွေရှိနိုင်တယ် Vivo ကာဘာတွေပေါ့မှတ်မကွဲတွေမျိုးစုံပေါ့နော် category name ကိုမြန်မာလိုပဲပေးလို့ရအင်္ဂလိပ်လိုပေးရနော်ကျွန်တော်ကတော့မြန်မာလိုပဲပေးလိုက်ပါတော့ iPhone တွေရှိမယ်ပြီးရင်ကာဘာတွေရှိမှာပေါ့ sorry ကာဘာတွေရှိမယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာဆိုရင်နှစ်ခုရသွားပြီပေါ့နော် iPhone ရမယ် iPhone ရှိမယ်ကာဘာရှိမယ်အဲ့ဒါကျွန်တော်တို့ product တွေစထိုင်မယ်ပေါ့နော် product စထိုင်မယ်ဆိုရင်ကျွန်တော် app product နဲ့မယ်ပုံမှန် regular product ဆိုရင် regular product ကိုပဲရေးပေါ့နော်ဒီလိုမျိုးမပေါ်ခြင်းဘူးဆိုရင်တော့ဒီ setting တွေက product setting တွေက variation ကိုဖြုတ်ထားလိုက်ရပါတော့အဲ့ဒါဆိုရင်ကျွန်တော် product ထည့်တဲ့အခါမှာအဲ့ဒါမတောင်းတော့ဘူးเนาะဒီမှာဆိုရင်ကျွန်တော်နာမည်အစိတ်ချက်ထည့်လို့ရတယ်Satan Pro selling price ကကျွန်တော်တို့ရောင်းဈေးပေါ့နော်ရောင်းဈေးကကျွန်တော်တို့10သိန်းပေါ့နော်ဥပမာပြန်လက်ကားဈေးပေါ့နော်လက်ကားဈေးကမထည့်လိုက်ရဘူးတော့ option ဒီမှာ option နဲ့ဆိုတာကတော့မထည့်လိုက်ရဆိုတော့ပြောပါပေါ့နော်ဒါလက်ကားဈေးဒီမှာဆိုရင်ဝယ်ဈေးက9သိန်းပေါ့နော်ဒီဝယ်ဈေးထည့်တဲ့အပါလေးလုပ်လို့ရမှာဆိုကျွန်တော်တို့ရဲ့လာတဲ့ဘလောက်ရောင်းရတယ်အမြတ်ဘလောက်ဖြစ်လဲဆိုတာဘလောက်ရောင်းရတယ်ဆိုတာထက်အမြတ်ဘလောက်ရတယ်ဆိုတာမျိုးပါထည့်တွက်ပြီးရပေါ့နော်နောက်ပြီးတော့ကျွန်တော် category ရေးမယ် category iPhone ပေါ့နော်ပုံရှိရင်တပုံထည့်လို့ရပါတယ် quantity ကဘလောက်လဲလက်ရှိရှိရ3ခုပဲရှိရလို့ကျွန်တော်မှတ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် app product ဆိုတာနှိပ်လိုက်မယ် okay အဲ့ဆိုရင်ကျွန်တော်တို့မှာ product တစ်ခုရလိုက်ပါနော်ကျွန်တော်တို့နောက်ခု product ကျွန်တော်တို့ product ရဲ့အားသာချက်ကတော့product name တွေကိုကျွန်တော်အလွယ်တကူပြင်လို့ရပါတော့ဒီမှာဆို iPhone 13 Pro ကိုပြင်နေတယ်ဆိုရင်ဒီ13 Pro ဆိုတဲ့နာမည်လေးနှိပ်လိုက်ရမယ်အဲ့ဒီမှာကျွန်တော်တို့စိတ်ကြိုက်ပြင်လို့ရပါတော့ကျွန်တော်လက်ရှိတော့မပြင်တော့ဘူးဒီမှာဈေးနှုန်းဆိုတဲ့ဒီမှာ3သိန်းကိုပြင်နေတယ်ဆိုရင်3သိန်းကိုတစ်ခါဒီမှာပြင်လိုက်ရမှာပေါ့နော် okay နောက်ပြီး stock quantity stock ထည့်မယ်ဆိုတော့လက်ရှိမှာ3ခုပေါ့နော်အခုကျွန်တော်ကအသစ် stock ဝင်တဲ့ stock ထည့်မယ်ဆိုဒီ S stock ဆိုရင်နှိပ်လိုက်ရမယ်နောက်ထပ် stock တစ်ခုလုံးထောက်နဲ့တက်ပေါ့နော် okay အဲ့တော့ update stock လောက်ရတာနဲ့ကျွန်တော် stock quantity က4ခုဖြစ်သွားတယ်ပေါ့နော် okay ကျွန်တော်စရအောင်မယ်ပေါ့နော်ဒါတော့ cash view ပေါ့နော် cash မြင်ရမယ်ဟာဒီမှာဆိုရင်ကျွန်တော်တို့ retail လက်လီရှိမယ်လက်ကားရှိမယ်ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့တစ်ခါပေါ်တယ်လက်ကားဈေးက9သိန်းလက်လီပြောင်းလိုက်ပြီဆိုရင်ကျွန်တော်10သိန်းတစ်ခါပြဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရောင်းမယ်ဆိုရင် iPhone ကိုရောင်းမယ်ဆိုရင်ဒီမှာကျွန်တော်
နောက်ကဒီမှာ filter လုပ်လို့ရရပါတော့။ cover ထဲမှာဆိုရင် cover ထဲကိုတစ်ခါရွေးလို့ရရင် iPhone ထဲမှာဆို iPhone ဘာရှိလဲရွေးလို့ရလက်ရှိ cover ထဲမှာဘာ product မှမရှိဘူးဒါ all ဆိုတော့ product ကိုပြပါတော့နောက်ပြီးတော့ product တွေရှာဖွေလို့လည်းရတယ်ဒီမှာထားလိုက်ကျွန်တော် Vivo ရှိလား Vivo ရှိလားမရှိဘူးပေါ့နော်ဒီမှာ iPhone ရှိလားဆို iPhone တွေပါတစ်ခါ search လုပ်လို့ရပါပေါ့နော် okay အဲ့တော့ကျွန်တော်တို့ရောင်းနေတဲ့ product ကိုနှိပ်လိုက်ရင်ပေါ့နော်တစ်ချက်နှိပ်ရင်တစ်ခုပေါ့နော်ဟိုကတော့နှလုံးဝယ်လဲဆိုနှစ်ချက်နှိပ်လိုက်ပေါ့နော်နောက်ပဲဒီမှာတစ်ခါလေးပြင်လို့ရမယ်ဒါလေးနှိပ်လို့ရနောက်ဘာမှမဟုတ်ဒီမှာတစ်ခါလေး update လုပ်လို့ရပါပေါ့နော်စနှလုံးလက်ရှိစနှလုံးဝယ်ချင်တာဒါပေမဲ့စနှလုံးမရှိလေးလုံးပဲရှိရပေါ့နော်ဒါမျိုးတစ်ခါလေးရွေးလို့ရတယ် okay ကျွန်တော်တစ်ခုပေါ့ပြီးရင်ကျွန်တော် check out ဆိုတဲ့ဟာလေးနှိပ်လိုက်မယ် check out ဆိုတာနှိပ်လိုက်ရင်ကျွန်တော်ဒီမှာရေးမှာပေါ့နော် customer ထည့်မှာလားနောက်ပြီးတော့ discount ပေးမှာ discount ပေးမယ်9000ပေါ့နော်အဲ့မှာပေးမှာ banking လား cash လားဆိုတော့တစ်ခါရွေးလို့ရမယ် cash မှာဆိုရင်ကျွန်တော်တို့ဒီမှာလောက်ပေးရပေါ့နော်ဒီမှာ3သိန်းပေးရဆိုရင်10သိန်းပေးရဆိုဘယ်လောက်အမ်းမှာဆိုတော့တစ်ခါပြ change မှာပြပေးပေါ့နော်ဒီဘက်ပေးရတော့ကျွန်တော် slip ပေါ့နော် slip ဘယ်လိုမှ slip မှာဘယ်လိုပြမယ်ဆိုတော့တစ်ခါပြပေးရဖြစ်ပါတယ်အဲ့တော့ slip ပေါ့အဲ့တော့ okay အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ complete ကိုနှိပ်လိုက်မယ်ပေါ့နော်ဒီနေ့ဒါဆို Bluetooth printer နဲ့ချိန်ထားရင် Bluetooth printer တစ်ခါချိန်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်တစ်ခါလေး print ထုတ်ပေးမယ်ပေါ့နော်ဒီမှာဆိုရင်ပြင်ရ invoice number ပါမယ်ပြီးရင်စေရက်လခုနှစ် minute 9 minute second အကုန်ပါရပေါ့နော်နောက်ပြီးဒီမှာကျွန်တော်တို့ iPhone 13 Pro quantity ကတစ်ခု unit price ကဒီလောက် amount ဒီလောက်ပေါ့နော် discount 9000ပေးရအဲ့တော့ဆိုတော့မလာရဘူးဆိုတော့9,9500ပေါ့နော်ဒါတော့ okay အဲ့တော့ manager ကနေဟိုအစားပြီးတော့ဟို manager ကနေဒီနေ့အတွက်ဘယ်လောက်ရအောင်လို့ကြည့်ချင်တယ်ဆိုရင်ကျွန်တော် manager login ဝင်ပြီပေါ့နော် okay manager login ဝင်ပြီးတော့ရင်ပြီးရင်ကျွန်တော် financial တွေက save report မှာဝင်ကြည့်လို့ရပါဘောเนาะဒါဆိုရင်ကျွန်တော်ရောင်းခဲ့တဲ့ဟာပေါ့เนาะဒီမှာဆိုရင် iPhone 13 Pro ကိုဒီနေ့ရောင်းခဲ့တဲ့ဟာပေါ့เนาะ13 Pro ဘယ်နှစ်နာရီရောင်းခဲ့တယ်ပြီးရင် profit က5သိန်းပေါ့เนาะ10သိန်းနဲ့ရောင်းတဲ့အတွက်ကျွန်တော်တို့ရဲ့ profit က5သိန်းရရပါတော့ okay နောက်ပြီးတော့ဥပမာထားလိုက်ကျွန်တော်တို့ refund page နဲ့ဆိုတော့ဒီကောင် refund page နဲ့ဆိုတော့ကျွန်တော် refund button နှိပ်လိုက်အောင်ပေါ့နော် refund ကိုနှိပ်လိုက်တဲ့တခါလေဒီ amount တွေပါတစ်ခါနှုတ်သွားမယ်ဒါပေမဲ့ okay ကျွန်တော် stock တစ်ခါလေ upgrade လုပ်သွားမယ်ပေါ့နော် okay အဲ့တော့ refund ပေါ့နော်အခုကဒီမှာကျွန်တော်တို့ expand နဲ့လည်းသတ်မှတ်ထားလို့ရမယ် expand ထည့်တဲ့အခါမှာဘာလာခြင်းပေးရလားဒါမှတစ်ခါပဲသုံးတာလားရက်လိုက်သုံးတာလားပတ်လိုက်သုံးတာလားဒါမှတစ်နေ့တစ်ခါသုံးတာဆိုတော့တစ်ခါသတ်မှတ်ထားလို့ရတယ်သတ်မှတ်ထားပါပြင်မှာဆိုတော့ကျွန်တော်တို့ profit and loss တွက်တဲ့အခါမှာအရင်ထောက်ကိုပြောပေါ့နော်ဒီမှာဆိုရင်ဒါတစ်လတာအတွက်တစ်ပတ်တာအတွက်ကျွန်တော် profit loss ကိုတွက်ချက်လို့ရတယ်တစ်နှစ်တာအတွက်ဘယ်လောက်ကုန်မလဲဆိုတဲ့ဟာမျိုးပါတစ်ခါတွက်ချက်လို့ရတယ်ပေါ့နော်ဒါပါလုပ်လို့ရတယ် okay အဲ့တော့ဒီ function လေးသုံးလို့ရမယ်နောက်တစ်ပါးပြရလို့သိတယ်ဆိုတော့ okay တခြား function တွေအများကြီးတော့ရှိသေးတယ်ပေါ့နော်ဒီမှာတော့ purchase order တွေလုပ်လို့ရမယ် supplier နဲ့ပတ်သက်တဲ့ဟာတွေလုပ်လို့ရမယ် customer information တွေပါမယ်ဒါတွေကုန်ပါမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ကအဓိကတော့ဟို product ဘယ်လိုရောင်းမလဲဆိုတော့အဓိကရှင်းပြပေးရဖြစ်တဲ့အတွက်ဒါတော့ကျွန်တော် basic အခြေခံသဘောတရားပေါ့နော်တခြားဟို function တွေအကြောင်းသိချင်တာရှိရင်ကျွန်တော်တို့ရဲ့ page ကိုအချိန်ပြီးဆက်သွယ်နိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဖုန်းကိုလည်းဆက်သွယ်နိုင်ပါတယ် okay ကျေးဇူးပါ